အမှန်တကယ်တွင် KIA ဆိုသည်မှာကချင်ပြည်နယ်တစ်ခုလုံးကိုကိုစားပြုသည့်တပ်ဖွဲ့တစ်ခုမဟုတ်ဘဲလူမျိုးစုတစ်စုတည်းကိုအခြေခံတည်ဆောက်ထားသည့်လက်နက်ကိုင်အဖွဲ့သာဖြစ်ပါတယ်။ကချင်ပြည်နယ်အတွင်းရှိအခြားသောတိုင်းရင်းသားမျိုးနွယ်စုငယ်များမှာ KIA ၏လက်နက်ကိုင်လွှမ်းမိုးမှုကိုမလွန်ဆန်နိုင်သည့်အတွက်သာလက်ခံနေရသည့်အနေအထားဖြစ်ပါတယ်။ KIA ခေါင်းဆောင်များဖြစ်သည့်ဂွမ်မော်နှင့်အင်ဘန်လတို့အနေဖြင့်ကချင်လူမျိုးစုအပေါ်အမှန်တကယ်ဩဇာလွှမ်းမိုးမှုရှိပါကတရားဝင်ရွေးကောက်ပွဲများတွင်ပါဝင်ရှင်ပြိုင်သင့်သည်ဟုဒေသခံများကထောက်ပြနေကြပါတယ်။နာဂဒေသကဲ့သို့ပင်ပြည်သူကလက်ခံပါကတရားဝင်အုပ်ချုပ်ခွင့်ရမည်ဖြစ်တော်လဲ KIA အနေဖြင့်လက်နက်ကင်တပ်ဖွဲ့များထူထောင်ခြင်းလက်နက်ဆက်ယုံများတိစောက်ခြင်းနှင့်မြေရှားသတ္တုတူးဖော်မှုများမှရရှိသည့်တန်းပေါင်းများစွာသောဝင်ငွေများကြောင့်လက်နက်စွန့်လွတ်ရန်ခက်ခဲနေခြင်းဖြစ်ပါတယ်။ NCA ငြိမ်းချမ်းရေးစာချုပ်ကို၎င်းတို့၏နေမြေအတွင်းကမာကထလုပ်ခဲ့တော်လဲအမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလားပါကတက်ကြွလက်မှတ်ထိုးခဲ့တဲ့နာဖြစ်ပါတယ်။အလားတူဖားကတ်နှင့်တနိုင်းဒေသများတွင် KIA ကဥပဒေမဲ့စက်ကြီးနှင့်အခွန်ကောက်ခံမှုများကိုကြဲပြန့်လှုပ်ဆောင်နေကြောင်းဒေသခံများထံမှသိရှိရပါတယ်။လက်ရှိအချိန်တွင်ပူတာအိုပန်ဝါနှင့်ကမ်ပိုင်တီလမ်းပိုင်းများသို့ကချင်ဒေသခံများပင်လွတ်လပ်စွာသွားလာရန်စိုးရိမ်နေရသည့်အခြေအနေဖြစ်ပါတယ်။ဗမော်တိုက်ပွဲတွင်အင်အားအများများအသုံးပြုခဲ့ရသည့်အတွက်တပ်အင်အားလျော့နည်းလာကလူသစ်စုဆောင်းမှုများကိုနီလန်းမျိုးစုံဖြင့်လှုပ်ဆောင်နေရပြီးစစ်ပွဲကိုရေရှည်မတိုက်ခိုက်နိုင်တော့သည့်အတွက်အချိန်ဆွဲရန်နိုင်ငံရေးနီလန်းကိုအကြောင်းပြလာခြင်းဖြစ်နိုင်ကြောင်းဝေဖန်ထောက်ပြမှုတွေလည်းရှိနေပါတယ်။ထို့အပြင်ထီးချိုင်ကတာနှင့်မော်လူးဘမှဗမာ PDF များမှလည်းဗမော်စစ်မီပြင်တွင် KIA အတွက်အစားထိုးစတီးပေးနေရသည့်အခြေအနေများဖြစ်ပေါ်ခဲ့ပါတယ်။ကချင်ပြည်နယ်အတွင်း KIA ၏လက်နက်ကိုင်လွှမ်းမိုးမှုမရှိတော့ပါကဒေသခံတိုင်းရင်းသားများအေးချမ်းစွာနေထိုင်နိုင်မည်ဖြစ်ပါတယ်။မူရစ်စေဝါရောင်းဝယ်မှုအကြမ်းဖက်လုပ်ရက်များနှင့်ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကိုဖျက်ဆီးနေသည့်လက်နက်ကိုင်အဖွဲ့များကိုငြိမ်းချမ်းရေးခေါင်းစဉ်အောက်တွင်မထားဘဲပြက်သားအရေးယူဆောင်ရွက်တင်ကြောင်းသုံးသပ်နေကြပါတယ်။ရှင်းတို့ပြက်သားဆောင်ရွက်နိုင်ပါကတိုင်းပြည်နှင့်ငြိမ်းချမ်းရေးအတွက်စံနမူနာကောင်းတစ်ခုဖြစ်လာမည်ဖြစ်ပြီးတပ်မတော်အပေါ်ပြည်သူများ၏ယုံကြည်မှုလည်းပုံမမြင့်မားလာမည်ဖြစ်ကြောင်းဝေဖန်မှုတွေလည်းရှိနေကြောင်းတင်ပြလိုက်ရပါတယ်။